ကန်နဝေရွှေဝါထုံးရဲ့စကားတွေကဒီနေ့ခေတ်မြန်မာဖိုက်တာတွေရဲ့စိတ်ဓာတ်နဲ့ဗျာဒတလန်တန်တလန်လို့တခြားစီဖြစ်နေပါပြီ။ပြည်သက်များလုံးပဲမင်္ဂလာပါ။ Agree Marshall Sport ကနေကြိုဆိုပါရစေ။မြန်မာလက်ဝှေ့လောကရဲ့ရာဇဝင်စာအုပ်ကိုဖွင့်ကြည့်လိုက်မယ်ဆိုရင်ရွှေဝါထုံးဆိုတဲ့နာမည်ဟာမပမဖြစ်တဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။သူဟာခွန်အားကြီးမှယုံတာမကပြန်ပကင်းတဲ့စိတ်သက်ခိုင်မာမှုကြောင့်တမ်မနစ်လူသားတူဖြစ်သတ်မှတ်ခြင်းကိုခံခဲ့ရတဲ့သူပါ။သူပြောခဲ့မှုတဲ့စကားတစ်ခုဖြစ်တဲ့ငါခန္ဓာကိုယ်ကနာကျင်နေနိုင်ပေမဲ့ငါရဲ့စိတ်သက်ကတော့ဘယ်တော့မှဒူးထောက်မှမဟုတ်ဘူးဆိုတဲ့ဆိုမိတ်ဟာဒီနေ့ခေတ်1 Championship နဲ့နိုင်ငံတကာဆင်းရဲတွေမှာတွဲရောက်ရှင်ပြိုင်နေခဲ့ကြတဲ့မြန်မာဖိုက်တာတွေအားလုံးအတွက်အကြီးမားဆုံးသင်ခန်းစာတစ်ခုဖြစ်နေပါတယ်။ရွှေဝါထုံးကငါရှိမှရှိနေတာရန်သူမဟုတ်ဘူး။ငါကြော်ဖျက်ရမယ့်စိန်ခေါ်မှုတစ်ခုပဲလို့ဆိုပါတယ်။သူဟာပြန်ဘက်ကိုဒေါသနဲ့မကြည့်ပါဘူး။အာဃာတနဲ့မကြည့်ပါဘူး။သူရဲ့အရေးချင်းကိုစမ်းသပ်မဲ့အတားအဆီးတစ်ခုအဖြစ်ပဲမြင်ပါတယ်။ဒါကြောင့်သူဟာပွဲစဉ်တစ်လျှောက်လုံးမှာစိတ်ကိုတည်ငြိမ်အောင်ထားနိုင်ခဲ့ပါတယ်။ဒီနေ့ခေတ်မြန်မာဖိုက်တာတော်တော်များများရဲ့ပြဿနာကဒီချက်မှာစတင်ပါတယ်။ခေတ်သစ်ဖိုက်တာတွေကပြန်ဘက်ကိုရန်သူလိုသဘောထားပြီးဒေါသတွေမာနတွေနဲ့ရှင်ပြန်ကြပါတယ်။ဒါမှမဟုတ်ပြန်ဘက်ကကိုထက်တာနေရင်ကြောက်စိတ်ဝင်ပြီးစိတ်တက်ကြသွားပါတယ်။ရွှေဝါထုံးလို့စိန်ခေါ်မှုလို့မမြင်မဲ့ငွေထုတ်လို့မြင်နေကြတာကလည်းပြဿနာပါပဲ။ဒီကောင်းကိုနိုင်ရင်ဒေါ်လာဘယ်လောက်ရမယ်ဆိုတဲ့အတွေ့ကကြီးစိုးနေတဲ့အခါမှာပွဲကျက်လာရင်စိတ်တက်ကလိုလိုကျဆင်းသွားတတ်ပါတယ်။ရွှေဝါထုံးရဲ့ professional mindset ကြီးစားပြီးသားသောစိတ်သက်ဟာအရိခေတ်ကလေးကရှိခဲ့တာပါ။ဒီနေ့ခေတ်ဖိုက်တာတွေကနေပညာတွေအထောက်ပံ့နေပူရပေမဲ့ဒီလိုတည်ငြိမ်တဲ့စိတ်သက်မျိုးတော့မရှိကြတော့ပါဘူး။ငါခန္ဓာကိုယ်ကနာကျင်နေနိုင်ပေမဲ့ငါရဲ့စိတ်သက်ကတော့ဘယ်တော့မှဒူးထောက်မှာမဟုတ်ဘူးဆိုတဲ့စကားကတော့လက်ရှိဖိုက်တာတွေအတွက်အထင်မိဆုံးဝေဖန်ချက်ဖြစ်ပါလိမ့်မယ်။ရွှေဝါထုံးတို့ခေတ်တုန်းကလက်ဝိတ်ဆိုတာကသွေးထွက်တန်ယူပါအကာအကွယ်ပစ္စည်းမရှိသလောက်ပါပဲအယိုးချင်းရိုက်ရတာပါနာကျင်မှုဆိုတာကသူတို့အတွက်ထမင်းစားရေတောက်တယ်လို့ပါပဲဒါပေမဲ့သူတို့ဘယ်တော့မှအရှုံးမပေးခဲ့ပါဘူးခန္ဓာကိုယ်ကမလုံနိုင်တော့မှသာပိုးရက်သွားတာပါစိတ်ကတော့နောက်ဆုံးထွက်သက်ထိတက်ပွဲဝင်နေသေးပါပဲဒီနေ့ခေတ်1 Championship မှာထုံးနေကြတဲ့မြန်မာဖိုက်တာတွေတချို့ကိုကြည့်ပါဥပမာတက်စင်ပေါ့လက်တိတစ်ချက်ထိတာနဲ့ခြေထောက်တစ်ချက်အကန်ခံရတာနဲ့မျက်နှာပြက်ပြီးဓာပြပါတယ်ဒါဟာစိတ်တဲ့ဒူးထောက်သွားခြင်းပါပဲခန္ဓာကိုယ်ကဆက်ထိုးနိုင်ပါသေးတယ်ဒါပေမဲ့စိတ်ကတော်ပြီးဒီလောက်ဆိုတော်ပြီးဆိုပြီးလက်လျှော့လိုက်ကြပါတယ်အလဲထိုးခံရတာမဟုတ်ပဲစိတ်တဲ့ကြပြီးအရှုံးပေးလိုက်ရတဲ့ပွဲတွေအများကြီးတွေ့ရပါတယ်ရွှေဝါထုံးပြောတဲ့ငါဒူးမထောက်ဘူးဆိုတာကကိုတီလက်ရောက်ဒူးထောက်တာကိုပြောတာမဟုတ်ပါဘူးစိတ်ထဲကနေငါရှုံးမှပြီလို့ဝန်ခံလိုက်တာကိုပြောတာပါဒီနေ့ခေတ်ဖိုက်တာတွေကအသားမနာခင်ကလေးကစိတ်ကနာနေကြတာဝမ်းနည်းစရာပါပဲရွှေဝါထုံးတို့ခေတ်ကလေ့ကျင့်ကိရိယာတွေမစုံနေပါဘူးအာဟာရမပြည့်စုံပါဘူးဒါပေမဲ့သူတို့မှာစာလောင်မှုရှိခဲ့ပါတယ်အောင်မြင်ခြင်းစိတ်နိုင်ခြင်းစိတ်ပြင်းပြခဲ့ပါတယ်ဒီနေ့ခေတ်ဖိုက်တာတွေကိုကြည့်ပါဂျင်ကောင်းကောင်းအေကွန်အခန်းဖြည့်ဆွတ်စာအစုံလင်းထိုးကြီးဒေါ်လာတောင်းချီဘဝကတက်တောင့်တက်တာရှိလာတဲ့အခါတိုက်ခိုက်လူစိတ်ကဂျော်နဲ့သွားသလားလို့မိကုံးထုတ်စရာဖြစ်လာပါတယ်ရွှေဝါထုံးကနာကျင်မှုကိုကြော်ဖျက်ရမယ့်အရာလို့မြင်ပေမဲ့ခေတ်သစ်ဖိုက်တာတွေကနာကျင်မှုကိုရှောင်လွှဲရမယ့်အရာလို့မြင်နေကြပုံရပါတယ်ရွှေဝါထုံးရဲ့စကားထဲမှာစင်ကြီးတကုံးမှမပါပါဘူးနာကျင်နေနိုင်ပေမဲ့လို့ပြောထားပါတယ်နာကျင်တာကိုလက်ခံနေဒါပေမဲ့အဲ့ဒါကိုအကြောင်းပြပြီးမရက်တန့်ဘူးဒီနေ့ခေတ်ဖိုက်တာတွေကတော့ဝေးချရတာပင်မလို့ခီးပန်းလို့လက်အိတ်ကပါလို့ပြန်ဘက်ကကြီးလို့စင်ကြေပေါင်း16000နဲ့ကိုယ့်ရဲ့စိတ်တဲ့ပြောညံ့မှုကိုဖုံးကွယ်ဖို့ကြိုးစားလာခဲ့ကြပါတယ်ရွှေဝါထုံးသာဆက်ရှိနေရင်လက်ဝိသမားဆိုတာနာဖို့လာတာမနာချင်အိမ်မှာပဲနေလို့ပြောမလားမသိပါဘူး1 Championship ဂျိုးဝိုင်းဆိုတာကပြောညံ့သူတွေအတွက်နေရာမဟုတ်ပါဘူးတမ်မနီစိတ်တဲ့ရှိသူတွေသာရှင်သန်နိုင်တဲ့နေရာပါဒါကြောင့်ဒီနေ့ခေတ်ဖိုက်တာတွေအနေနဲ့ရွှေဝါထုံးရဲ့လမ်းစဉ်ကိုလိုက်နာပြီးငါစိတ်တဲ့ဘယ်တော့မှဒူးမထောက်ဘူးဆိုတဲ့ဂတိကိုနဲ့ရှင်မြန်ကြဖို့အချိန်တန်ပြီဖြစ်ကြမှာအဆုံးနေကြည့်ပြီးလို့အားလုံးကိုကျေးဇူးများတင်ပါတယ်